Hello အားလုံးမင်္ဂလာပါကျွေဒီနေ့မှာတော့ Talent the Time နိုင်မကြည့်တဲ့မောင်နှမတွေအတွက်သင်ပေးသွားမှာဖြစ်ပါတယ်ပုံကတော့တိတ်မဆွဲတော့ဘူးပေါ့နော်နိုင်ကြည့်ရတာလွယ်အောင်လို့သင်ပေးမယ်မြင်ရလားမသိဘူးနည်းနည်းတော့အလင်းပြန်တယ်သိခံပေးပါအဲ့တော့ဒီနိုင်ကြည့်တာလေးကိုကျွေအခုသင်ပေးမယ်အရင်ဆုံးဒီနိုင်ပုံမှာလေညဘက်ချမ်းပေါ့နော်ညဘက်ချမ်းကိုအရင်စပြီးတော့သွားမယ်အဲ့မှာကျွေတို့ minute hand hour hand ရှိမယ် hour လို့အတန်ထွက်တယ် hour လို့အတန်မထွက်ဘူးเนาะအဲ့တော့ဒီ hour hand ရှိမယ်နောက်တစ်ခုက minute hand ရှိမယ်ဒီနှစ်ခုမှာဒီညာဘက်တစ်ချမ်းကိုကြည့်မယ်ဆိုရင်အခုဒါကြည့်ရော minute ကိုသွားမယ်ဆိုရင်ဒီမှာ5မိနစ်10မိနစ်15မိနစ်ဒီလိုရှိရမလားအဲ့မှာဘယ်အထိသွားမလဲဆိုတော့ဒီ30မှာရက်မယ်နိုင်ဝက်ပေါ့နော်နိုင်ဝက်အထိအဲ့တော့ minute hand ဒီ minute 30ကိုကျော်လို့မရအောင်အဲ့တော့ minute 30ကိုကျော်လို့မရအောင် hour hand ကတော့သူ့အတူဘယ်နှစ်နာရီပဲဖြစ်ဖြစ်ရတယ်ဒါကကြတော့ကြည့်ပြီးလို့ရှိရင်ဟိုလေးတွေအစားထိုးပေးမယ်အဲ့တော့ဒီဘက်ညာဘက်ချမ်းကိုပြောမယ်ဆိုလို့ရှိရင်အရန်လွယ်တယ်เนาะကြည့်နှစ်ပိုင်းခွဲပြီးတော့ပြောပေးမယ်အဲ့တော့ဒီညာဘက်ချမ်းကိုနိုင်ကြည့်တော့မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးဘာအရင်စလာမလဲဆိုရင် minute အရင်စလာမယ်ပြီးတော့ရင်သူကထိုးပြီးသွားပြီဖြစ်တဲ့အတွက်ဒီဘက်ကို pass လို့သုံးတယ်အနောက်မှာကြာမှာ hour ကိုထည့်မှာအဲ့တော့အခုကြည့်စပြီးတော့ပြောပေးမယ်เนาะထားပါတော့2နာရီ20 2နာရီ20ဆိုရင်ဘာကိုအရင်ပြောမလဲဆိုတော့ minute ကိုအရင်ပြောမယ်လို့ပြောထားတယ်ဒါဆိုလို့ရှိရင် minute ကဒီမှာ20ဆိုတော့20အရင်ရေးလိုက်မယ်เนาะ20 past hour ကိုပြောမယ်ဘယ်နှစ်နာရီလဲဆိုတော့2နာရီ20 past 2 2နာရီထိုးပြီး minute 20 2နာရီထိုးပြီးတော့ minute 20အဲ့တော့ဒီမှာ2:20လို့ပြောရင်လည်းမှန်တယ်20 past 2လို့သုံးလို့ရှိရင်လည်းမှန်ပါတယ်နောက်တစ်ခုဒီ hour hand ကဘယ်နေရာရောက်ရတယ်လို့ပြောထားတယ်2ကကျူရီအခုသုံးလိုက်တဲ့ဒီ2နာရီ20ဆိုတာဒီလောက်မှရှိတာပေါ့နော်အခုဒီဘက်အချမ်းကိုသွားကြည့်မယ်9နာရီ9နာရီ25လို့သုံးလိုက်မယ်9နာရီ25ဆိုလို့ရှိရင်လည်းခုနအတိုင်းပဲအခုဒီက25မိနစ်ကိုသုံးမယ်ဆိုလို့ရှိရင်ဒါကိုအရင်ပြောမှာเนาะ minute ကိုအရင်ပြောမယ်ဆိုတော့25 past 9 9နာရီထိုးပြီး25အဲ့တော့ဒီမှာကတခုဘာသတိထားဖို့ရှိလဲဆိုရင်ယူဒီ15မိနစ်15မိနစ်ကကြတော့မြန်မာလိုဆို matting လို့လည်းသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုကကြတော့မိနစ်30အဲ့တော့ဒီနှစ်ခုကိုသတိထားမယ်ဒါကိုကြတော့ယူရ matting ဆိုတော့ a quarter ဒီမှာအတူပဲရေးလိုက်မယ်နော် a quarter လို့သုံးလို့လည်းရတယ်ဒီမှာကနောက်တစ်ခုဟိုနိုင်ဝက်ကိုကြတော့ half လို့သုံးတယ်ဒီနှစ်ခုကိုပဲသတိထားမှာအဲ့တော့ဒီမှာအချိန်လေးနောက်တစ်ခုထပ်ရေးမယ်10နာရီ15 10:15ဆိုရင်ကြည့်ပြောထားတယ်15မိနစ်ကိုဘာလို့သုံးမှာလဲ a quarter လို့သုံးမယ်เนาะအဲ့ခါကျတော့အခုဒီမှာရေးမယ် a quarter အတူပဲရေးလိုက်မယ်เนาะ a quarter past 10နာရီထိုးပြီး15မိနစ်နောက်တစ်ခု half နိုင်ဝက်နဲ့သုံးကြည့်ရအောင်เนาะနိုင်ဝက်နဲ့သုံးကြည့်မယ်ဆိုတော့3နာရီခွဲ3နာရီခွဲဆိုလို့ရှိရင်ဒီ30ကို half လို့သုံးမယ်လို့ပြောထားတယ်အဲ့ခါကျတော့အခုဒီမှာ half past 3အဲ့တော့ဒီမှာကြည့် example လေးခုပေးထားပါတယ်ဒါဆိုလို့ရှိရင်ဒီညဘက်အချမ်းကိုကြည့်လို့ရပြီလို့ထင်တယ်ဘယ်ဘက်အချမ်းကိုသွားရအောင်เนาะဘယ်ဘက်အချမ်းကကြတော့နည်းနည်းလေးမှတ်ရတာပို့ပြီးတော့များတယ်အဲ့တော့ဒီဘယ်ဘက်အချမ်းကိုသွားမယ်ဆိုရင်ခုနက minute hand ကိုပဲကြည့်မယ် hour hand ကထုံးစံအတိုင်းပဲဘယ်နေရာမှာပဲထားရတယ်လက်တံဘယ်မှာပဲထားရတယ်ဒီ minute ကကြည့်ရတော့30ရဲ့နောက်ပိုင်းကိုပဲသွားမယ်30ရဲ့နောက်ပိုင်းကိုသွားမယ်ဆိုတော့သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ဘာလေးတွေမှတ်ရမလဲဆိုတော့လေအခုဒီမှာထားပါတော့เนาะကျူကြီးအချိန်တစ်ခုရေးပြပေးမယ်ဥမာ9နာရီ40 9နာရီ40ဆိုရင်ဒီပုံမှာကြည့်မယ်9နာရီနဲ့မှဒါဆိုလို့ရှိရင်30 40ဒီလိုမျိုးပေါ့เนาะ9နာရီ40ဆိုရင်သူက10နာရီထိုးကန်ကြီးလေးနိုင်လက်တံဒီလိုပုံစံမျိုးရှိမှာအဲ့တော့သူကဒီဘက်ကိုတွက်လို့ရှိရင်ကြတော့ပြောင်းပြန်တွက်တယ်ဥပမာ9နာရီ40ဆိုတာဒါကကြည့်ဒါလေးကိုနည်းနည်းရှင်းလိုက်မယ်ဒါကိုနည်းနည်းလေးတိုးလိုက်မယ်အဲ့လိုမျိုးဆိုတော့သူက40ဆိုရင်ဒီကနေပြီးတော့ဒီအထိကိုကြည့်တာ minute ကအဲ့ခါကျတော့သူ့ကိုဘယ်ထဲကနေနှုတ်ပေးရလဲဆိုတော့60ထဲကနေနှုတ်ပေးရတယ် minute က60ရှိရအောင်60ထဲကနေ40ကိုနှုတ်တော့20အဲ့တော့ဒီဘက်မှာကလည်းခုနကတင်တဲ့အတိုင်းပဲဘာအရင်လာမလဲဆို minute အရင်လာမယ် hour ကတော့အနောက်မှာသူကကြတော့ t ကို2နဲ့ဆက်ပေးရတယ်ဟိုမှာကြတော့ past pass ပေါ့နော်အဲ့တော့အခု9နာရီ40ဆိုလို့ရှိရင်
ဒီမှာခုနနှုတ်လိုက်တာဘယ်လောက်ရလဲဆိုတော့20ရတယ်အဲ့ဒီဟာကိုထားရေးမယ်နော်22အဲ့တော့ဒီနိုင်ရီကိုကြတော့ဘာလုပ်ပေးရမလဲဆိုရင် +1 တိုးပေးရတယ်9နိုင်ရီကို1နိုင်ရီပေါင်းလိုက်တော့ဘယ်လောက်ဖြစ်သွားမလဲဆိုရင်10ဖြစ်သွားမယ်အဲ့တော့သူ့ကိုဖတ်ရင်22 10 10နိုင်ရီထိုးဖို့မိနစ်20ဒီကိုကြည့်မယ်ဒီမှာကြည့်10နိုင်ရီထိုးတော့မှထိုးပြီလားဆိုတော့မထိုးသေးဘူး10နိုင်ရီထိုးဖို့ဘယ်လောက်လဲဆိုတော့မိနစ်20သူကကြတော့ဒီညာဘက်ချမ်းလိုမျိုးအတိယူတာမျိုးမဟုတ်ဘူးပေါ့နော်ဒီမှာ20မြင်20 25မြင်25တခါတည်းတန်းပြီးတော့သုံးလို့ရတယ်ဒီဘက်ချမ်းမှာကျတော့60တဲ့ကနေနှုတ်ပေးရတယ်သူထိုးဖို့ဘယ်နှမိနစ်ဆိုပြီးတော့ပြောတာ哦ဒါဆိုရင်နောက်တစ်ခုထပ်သွားကြည့်အောင်တူတာကတော့ဘာတူမလဲဆိုဒီဘက်မှာကြည့်ရနိုင်လက်တန်3နဲ့9နဲ့ရှိပဲပေါ့နော်ဒီနှစ်ခုလုံးကိုသုံးမယ်ဆိုရင်တော့ a quarter လို့သုံးလို့ရပါတယ်အဲ့တော့ဒီမှာနောက်ထပ်အချိန်တစ်ခုထပ်ပြီးတော့ပြောမယ်2နာရီ55 2နာရီ55ဆိုရင်လည်းအတူတူပဲ2နာရီ55ဆိုတော့3နာရီထိုးဖို့5မိနစ်မှလားအခုဒီမှာ60တဲ့ကနေပြီးတော့နှုတ်လိုက်တယ်ဆိုရင်55ကဘယ်လောက်ပဲကျန်ပါလဲဆိုတော့5ပဲကျန်မယ်5 2 3အဲ့ဒီ2နာရီ55ကိုတစ်ချက်ဒီမှာကြည့်မယ်နော်ဒါဒီမှာ3နာရီဆိုရင်2နာရီကလက်တံဒီမှာရှိမယ်အဲ့တော့55ကကြတော့ဒီမှာ45 50 55ဆိုရင်ဒီလိုမျိုးလေးသွားမှာ2နာရီ55ဆိုတော့3နာရီတော့ထိုးတော့မှာပေါ့ဒီလိုပုံစံမျိုးအဲ့တော့မှ3နာရီကိုရောက်တော့မယ်လက်တံ2နာရီ55ဆိုတော့တကယ်တွက်ကြည့်မယ်ဆိုရင်သူဒီ5 to 3 3နာရီထိုးဖို့5မိနစ်ဒီမှာ3နာရီထိုးတော့မယ်5မိနစ်ပဲလိုတော့တယ်ဒါလေးကတော့ကြည့်ပုံအကျန်းပြတာမို့လို့เนาะဒါဆိုရင်နောက်တစ်ခုသွားပါမယ်ခုနကအတိုင်းပဲသုံးကြည့်အောင် quarter လေးမသိမှာဆိုလို့okay 10:45 10:45ဆိုလို့ရှိရင်သူ့ကိုအချိန်တွက်ကြည့်အောင်သူက17နာရီထိုးဖို့15မိနစ်အဲ့တော့ဒီမှာက45မိနစ်ကိုနှုတ်လိုက်တဲ့အခါကျတော့ဘယ်လောက်ကျန်မလဲ15မိနစ်ဒါဆိုရင်ဟိုဘက်ကအတိုင်းပဲရေးမယ် a quarter to 11အဲ့တော့တချို့ကတော့မေးဖို့ရှိတာပေါ့နော်ဒီမှာ9တို့2တို့10တို့ဒါတွေကိုမပေါင်းမဲနဲ့ထားရင်ရောမပေါင်းမဲနဲ့ထားရင်မှားတာပေါ့ဥပမာခုနကကြည့်ရဒီမှာ9ကို +1 ပေါင်းရတယ်လေဓာကြီးကိုထားပါတော့ကြည့်ရ9ပဲရေးထားမယ်ဆိုရင်သူက9နာရီထိုးဖို့မိနစ်20ဖြစ်သွားပြီ10နာရီထိုးဖို့မိနစ်20မဟုတ်တော့1နာရီဟသွားတယ်ဟုတ်ပြီနော်အဲ့တော့ဒါကိုကြည့်ဟိုပြန်ပြောပေးမယ်တစ်ခုလုံးချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နိုင်ရင်ကြီးတဲ့အခါမှာဒီညာဘက်အချမ်းက pass လို့သုံးမယ် minute အရင်လာမယ် hour နောက်မှာပြီးလို့ရှိရင် pass လို့သုံးတယ်သူ့ကိုသုံးတဲ့အခါမှာမတို့ရေးတဲ့နံပါတ်အတိုင်းပဲ minute အတိုင်းပဲအကုန်လုံးတစ်ခါတည်းထည့်လို့ရတယ်ဒီဘက်ဘယ်ဘက်အချမ်းမှာကြတော့ minute ဆိုရင်60တဲ့ကနေနှုန်း hour ဆိုရင် +1 ပေါင်းပေးရတယ်ဆိုတော့အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တကယ်နားလည်တယ်ဆိုလို့ရှိရင်အချိန်5ခုရေးထားပေးမယ်အဲ့ဒီ5ခုကိုဖြည့်ကြည့်ပါမှန်လားမှားလားလို့နောက်တစ်ခုရှိတာကကျူဒီမှာ half ပေါ့နော်တချို့တွေကခုနလို3:30ဆိုလို့ရှိရင် 3:30လို့သုံးတာတချို့ကမေးတယ်ဒီချက် half to 3လို့သုံးလားဆိုတော့အဲ့လိုအသုံးမျိုးတော့မရှိဘူးအဲ့တော့ဒီ half ကဒီဘက်တစ်ချမ်းညာဘက်ချမ်းမှာပဲမှတ်မယ်ဘယ်ဘက်အချမ်းမှာမပါဘူးလို့သာမှတ်ထားလိုက်ဒါဆိုလို့ရှိရင်အခုပါပြီးတော့ဒီနေ့ဘောနော်ကြွေဗီဒီယိုလေးလည်းမတင်ပြတာကြပြီဆိုတော့အရင်မကြည့်တတ်တဲ့မောင်နှမတွေအတွက်တစ်ချက်လေးလုပ်ပေးတာပါအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သင်ခန်းစာတွေမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်